မင်္ဂလာပါဗျမြတ်စွာဘုရားရဲ့ဖျားဖြစ်ဖို့အရေးပါတယ်သူမိတာဇတ်တော်ကြီးကိုအားလုံးသိကြမှာပါတော်များများလက်ခံထားပေမဲ့ကျွန်တော်ကတော့တချို့အချက်လက်တွေမရှင်းလို့မေးစရာတွေရှိနေခဲ့ပါတယ်မယုံကြည်လို့ကတိကတ်တွေရှောက်မေးနေတာတော့မဟုတ်ပါဘူးဗျာယုံကြည်ခြင်းလုံးပြီးတော့တဘာဝမကျတဲ့အချက်တွေပါနေလို့မေးလိုက်ရတာပါပထမဦးဆုံးကျွန်တော်ဇလန်းကိုနည်းနည်းလေးတော့ပြန်ပြောပြရစေနော်လုံလီပြီးတော့လဲတင်ခြင်းနဲ့ကဘာတသိန်းထက်ကကဘာလောကကြီးကငြိမ်းချမ်းတရားစွာရှိနေခဲ့ပါတယ်အဲဒီကာလမှာအမေယဝဒီလို့ခေါ်တဲ့လူကြီးတစ်မျိုးကစက်တည်းမင်္ဂလာအပေါင်းနဲ့ပြည့်စုံပြီးစီကားတိုက်မိတ်စွာတည်ရှိခဲ့ပါတယ်ရွှေရောင်တဝင်းဝင်းတောက်ပနေတဲ့လက်တအထုထိတ်တွေကဒီသူကလက်ရအစိန်တန်းကိုဖွင့်ဆိုပြသနေခဲ့တယ်လို့ကြောင့်မဲ့ယတနာတွေနဲ့စီချပြုလုပ်ထားတဲ့ဒတိုင်းကြီးတွေနဲ့အတူတန်ရှင်းတက်ရနေတဲ့လမ်းမကြီးတွေကမြို့တော်ကြီးရဲ့ကျေဝချမ်းသာမှုကိုတက်တည်ခံနေခဲ့ပါတယ်အဲ့ဒီမြို့တော်ကြီးရဲ့အထင်ကရပုံနှမ်းမျိုးတစ်ခုမှာတော့သူမိသားလို့ခေါ်ကြတဲ့လူလင်ပြတထေးသားလေးတဦးကရှိခဲ့ပါတယ်သူမိသားတထေးသားလေးရဲ့ရုပ်ဆင်းယူပကာကလာပြေဝန်းပေါ်မှာကြည်လင်ချုံမောနေတယ်လို့သူ့ရဲ့အသိဉာဏ်ပညာကသူကမဲလို့တော့တင်စားခေါ်ရလောက်အောင်ထက်မြက်လွန်းလာပါတယ်သူ့ရဲ့မိဘဘဝအစဉ်ဆက်ကရိုးရိုးစင်ဆက်တထေးတကြွတွေပဲဖြစ်ကြတာကြောင့်သူတို့အားလုံးကွယ်လွန်ပြီးသွားတဲ့အခါမှာတော့သူ့မိသားအမွေဆက်ခံရတဲ့ပစ္စည်းဥစ္စာတွေကတိုင်းပြည်ကြီးတစ်ခုရဲ့ဘာနာတိုက်တစ်ခုထက်တောင်ပိုပြီးတော့များပြားပြည့်ရှံနေခဲ့ပါတယ်။မြေအောက်မှာမြုပ်နှံထားတဲ့ဆွေအိုးကြီးတွေအပြင်ကြောက်မဲ့ယတနာတွေထည့်ထားတဲ့အခန်းကျယ်ကြီးတွေနဲ့ယတနာ9ပါးနဲ့စီကျဲပြုလုပ်ထားတဲ့အသုံးဆောင်ပစ္စည်းတွေကသူ့မိသားတထေးသားလေးအတွက်ရည်တက်လို့တော့မကုန်နိုင်လောက်ဖဲနဲ့များပြားပြည့်ရှံနေခဲ့ပါတယ်။ဒီနေ့မှာတော့သူ့မိသားတထေးသားလေးကသူ့ရဲ့ယတနာဘာနာတိုက်ကြီးတဲ့ကိုဝင်ရောက်ကြည့်ရှုခဲ့ပါတယ်။ခန်းကျယ်ကြီးရဲ့မှာတော့ရွှေလုံးရွှေခဲတွေကတောင်ပုံရပုံရှိနေခဲ့တယ်လို့စိန်မြပဒံများနီလာတွေရဲ့အယောင်ဝါတွေကစီမီရောင်အောက်မှာမျက်စိထိန်လောက်အောင်ကျိုးပြက်လင်းလက်နေခဲ့တာပေါ့အဲ့ဒီရတနာပုံကြီးရဲ့အရှိမသူ့မိသားတထေးသားလေးကရက်တန့်နေခဲ့ရင်အတွေ့တစ်ခုကပေါ်ပေါက်လာခဲ့ပါတော့တယ်ငါရဲ့ဘိုးဘေးဘီဘီနေကဒီဥစ္စာပစ္စည်းတွေကိုသူတို့ရဲ့ဘဝတစ်လျှောက်လုံးပင်ပင်မန်းမန်းရှာဖွေစုဆောင်းခဲ့ကြရတာသူတို့တည်သွားတဲ့အခါကျတော့ဒီဥစ္စာပစ္စည်းတွေတဲကရွှေလေးတစ်စတော်မှယူမသွားနိုင်ခဲ့ဘူးသူတို့ရဲ့ခန္ဓာကိုယ်ကြီးတွေကသာမြေကြီးထဲမှာမြေမှုန့်ဖြစ်သွားခဲ့ရတယ်ငါလည်းပဲတစ်ချိန်မှာတော့သူတို့လိုပဲတည်ဆုံးရမှာပါလားအဲဒီခါကျရင်ဒီရွှေငွေပစ္စည်းတွေကငါ့ကိုမကယ်တင်နိုင်တယ်လို့ငါလည်းပဲတစ်ခုတော့မှယူသွားနိုင်မှာမဟုတ်ဘူး။အိုးမဖြစ်ချေဘူး။ငါယူသွားရမယ်တရားကျင့်စဉ်တစ်ခုခုကိုတော့ငါရှာမိမှရပြီတော့မယ်။အဲ့ဒီအတွေ့တစ်ခုကသူနှလုံးသားကိုဆွတ်ဆက်ခါတုန်လှုပ်သွားစေခဲ့ပါတယ်။ပထမဦးဆုံးအချိန်ဖြစ်သူ့ရဲ့စီးစိမ်ချမ်းသာတွေကနှစ်သာရမရှိပဲဝင်တော့ဝင်ပိုးကြီးတစ်ခုလိုမျိုးထင်မြင်လာခဲ့ပါတော့တယ်။တန်တရားရဲ့ကြောက်မက်ဖွယ်ရာကိုသူထွန်းဖို့မြင်လိုက်ပြီးတဲ့နောက်မှာတော့သူမိသားလူလင်ပြိုလဲမဟာဆုံးဖြတ်ချက်ကြီးတစ်ခုကိုချလိုက်ပါတော့တယ်။အဲဒီဆုံးဖြတ်ချက်ကြီးကဘာလဲဆိုတော့သူ့ရဲ့စီးစိမ်ဥစ္စာတွေကိုမြို့သူမြို့သားတွေအတွက်လူဒန်းဖို့ဆုံးဖြတ်လိုက်တာပါပဲ။အဲဒီနောက်မှာတော့လူတော်အတွင်းမှာစီလဲမောင်းခတ်စေပြီးသူ့မိသားတထေးသားလေးရဲ့စီးစိမ်ဥစ္စာတွေကိုအလိုရှိတဲ့သူတိုင်း9ရက်တိုင်လာရောက်ယူငင်နိုင်တဲ့အကြောင်းကိုကြီးညာစေခဲ့ပါတော့တယ်။အဲဒီသတင်းကိုကြားရတဲ့မြို့သူမြို့သားတွေကအလွန်အံ့ဩဝမ်းသာကုန်ကြပြီးသူ့တက်ငါအလူရက်ပဲလာရောက်ယူငင်ကြတာပေါ့။9ရက်မြောက်တဲ့နေ့မှာတော့သူ့မိသားတထေးသားလေးရဲ့ယတနာတိုက်ကြီးတစ်ခုလုံးကပြောင်းတလင်းခါသွားခဲ့ပါတော့တယ်။ထို့အတူပဲသူ့မိသားတထေးသားလေးရဲ့စိတ်နှလုံးကလည်းပေါ်ပါလန်းဆန်းသွားခဲ့တာပေါ့။အဲဒီနောက်မှာတော့သူ့မိသားတထေးသားလေးကစီးစိမ်ဥစ္စာအားလုံးကိုစွန့်ပစ်ခဲ့ပြီးဟိမဝနာတောနတ်ကြီးစီကိုတကိုယ်တည်းထွက်ခွာခဲ့ပါတော့တယ်။ဒီခေါက်ဆိုအဝတ်ကိုဝတ်ဆင်ပြီးတတိဝလန်တွေကိုသာမှီဝဲစားသုံးရင်းယတိဘဝနဲ့ပဲတရားဘဝနာကိုကြိုးစားအားထုတ်ခဲ့ပါတယ်။သူရဲ့စိတ်အစဉ်ကအလွန်တရာတည်ငြိမ်ပြီးတော့ဝိရိယကလည်းကြီးမားလာတဲ့အတွက်အကြောင်းမီမှာပဲ
ကတိုင်းဆန်တို့ကိုအောင်မြင်ပြီးတော့လောကီအဘိညာဉ်၅ပါးတမာပတ်၈ပါးကိုရရှိတော်မူခဲ့ပါတယ်။အဲဒီအခါမှာသူကကောင်းကင်ခရီးနဲ့ကြွချီနိုင်ပြီးတကိုးစွန့်ရင်မျိုးမျိုးကိုလည်းရရှိခဲ့တာပေါ့။ဒါပေမဲ့အဲဒီတကိုးအဋ္ဌိပတ်တွေကတန်တရားဝေစင်းရဲကနေပြီးလွတ်မြောက်ရလမ်းမှမဟုတ်သေးဘူးဆိုတာကိုရှေးဘဝပါရမီအရာသူသိနေခဲ့ပါတယ်။ဒီနေ့တော့အခါမှာတော့သူ့မိသားရတိတ်ကကောင်းကင်ခရီးနဲ့ကြွချီလာတော့ရမဝတီမြို့အတွင်းမှာမြို့သူမြို့သားတွေရဲ့ထူးထူးဆန်းဆန်းလှုပ်ရှားမှုတစ်ခုကိုတွေ့လိုက်ရပါတော့တယ်။မြို့သူမြို့သားတွေကလမ်းမတွေမှာစုယုံနေကြပြီးလမ်းမမှာရှိတဲ့အမိုက်တရိုက်တွေကိုရှင်းကြဓမြစီတွေလှဲကြမြေတွေတဲဖို့ကြနဲ့အလုပ်တွေရှုပ်နေကြပါတယ်။ဒါပေမဲ့သူတို့ရဲ့မျက်နှာတွေမှာတော့ပင်ပန်းတယ်ဆိုတဲ့အငွေ့တက်ကလေးတစ်ခုတော့မရှိဘဲနဲ့အားလုံးကပျော်ရွှင်နေခဲ့ကြပါတယ်။အဲဒီလိုထူးဆန်းတဲ့အချင်းအရာကိုတွေ့ရတဲ့နောက်မှာတော့သူ့မိသားရသိလဲအကြောင်းတစုံတရာတော့ထူးပြီးလို့တွေးမိပြီးကောင်းကင်မှာဆင်းသက်ကလူအုပ်ကြီးကိုအကျိုးအကြောင်းမေးမြန်းခဲ့ပါတယ်။အိုးအချင်းတို့သင်တို့ဒီအဘဲကြောင့်ဤမြတ်လောက်ပျော်ရွှင်တက်ကြစွာနဲ့ရန်ခရီးကိုပြင်ဆင်နေကြပါသနည်း။မြို့တော်၌ဝဲတော်ကြီးများရှိပါ၏တလော။အဲဒီလိုမေးမြန်းလိုက်တဲ့အခါမှာတော့လူတစ်ယောက်ကကြီးညိုရှင်လန့်မှုအပြည့်နဲ့ပြန်ဖြေခဲ့ပါတယ်။အိုးအရှင်ရသေးအရှင်မသိသေးဘူးလား။လောကသုံးပါးရဲ့အထုထိတ်တပညုတဉာဏ်တော်ရှင်ဗုဒ္ဓလို့ခေါ်တဲ့ဒီပင်ကရမြတ်စွာဘုရားကသူ့ရဲ့တပည့်တော်ဝကယဟန္တာ၄သိန်းနဲ့အတူဒီဇမောဒီမြို့ကိုကြွချီတော်မူလာနေပါပြီ။ဒါကြောင့်မြတ်စွာဘုရားကြွလာမဲ့လမ်းကိုကျွန်ုပ်တို့ကပြင်ဆင်နေကြတာပါရှင်ရသေး။အဲ့ဒီလိုလူတစ်ယောက်ကဖြေချလိုက်တဲ့တခဏမှာသူ့မိသားရသေးရဲ့စိတ်အစဉ်ကကြည်ညိုစိတ်တွေတဖွာဖွာဖြစ်သွားခဲ့ပါတော့တယ်။ဗုဒ္ဓတဲ့။ဟိုးဒီစကလုံးကြားလိုက်တာနဲ့တင်ငါရဲ့စိတ်အစဉ်ကကြည်လင်လန်းဆန်းသွားပါလား။ဗျာတတိဝိညာဉ်ထားစရာကောင်းတော့အောင်ကြည်ညိုဖို့ရစကလုံးပါလား။ဟုတ်ပါတယ်။ဗုဒ္ဓဆိုတဲ့အတန်ကိုကြားလိုက်ရတဲ့ခဏမှာပဲသူ့မိသားရသေးရဲ့တကိုယ်လုံးမှာရှိတဲ့အကြောအချင်းတွေကလက်စစ်စည်းဝင်သွားခဲ့တယ်လို့မျိုးစိတ်ကနေဖြစ်သွားပြီးတော့တသက်မှာတစ်ခါမှမဖြစ်ဘူးတဲ့အတိုင်းမသိကြည်နူးဝမ်းမြောက်မှုတွေကသူ့ရဲ့တကိုယ်လုံးကိုလွှမ်းခြုံလာခဲ့ပါတော့တယ်။အဲဒီနောက်မှာတော့သူ့မိသားရသေးလဲဒီလိုမျိုးမဟာကုသိုလ်တော်မှာပါဝင်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ဟိုအချင်းတို့ကျွန်တော်ကိုလည်းလမ်းတနေရာပြင်ဆင်ခွင့်ပေးကြပါဆိုပြီးတော့သူ့မိသားရသေးကတောင်းဆိုလိုက်တဲ့အခါမှာတော့လူများကသူ့ကိုတကိုးရှင်ရသေးဖြစ်မှန်သိတာကြောင့်မို့လို့အခက်အခဲဆုံးဖြစ်တဲ့ရှုံ့ဖွက်ထူတဲ့နေရာကိုပြင်ဆင်ဖို့ဆိုပြီးတာဝန်ပေးလိုက်ကြပါတယ်။သူ့မိသားရသေးကဒီကုသိုလ်ကိုငါဤတကိုးဖြစ်မပြုတ်ငါဤကာယခွန်အားဝိရအားဖြင့်သာပြုတ်မည်ဆိုပြီးတော့လေကြီးတွေကိုကိုယ်ရန်တည်ယူပြီးတော့ပဲရှုံ့ဖွက်ကိုစတင်ဖို့ပါတော့တယ်။သူ့ရဲ့တက်ခေါက်ဆိုရသေးဝေယုံကရှုံ့လုံနေတဲ့ညစ်ပတ်ပေးချင်နေခဲ့ပေမဲ့သူ့ရဲ့စိတ်ထဲမှာတော့ကြည်လင်တန့်စင်နေခဲ့ပါတယ်။အဲဒီလိုနဲ့သူရှုံ့ဖွက်ကိုအားကျုံမှန်တက်ဖို့နေစဉ်မှာပဲဘိုးကိုစဝမ်းစီကရောင်ကြီးတော်6တွေတို့ကကွန်မြူဖြာထွက်လာခဲ့ပါတော့တယ်။အခါမှမမြင်ဘူးတဲ့ထူးခြားလာတဲ့ဖြစ်စဉ်ကိုသူ့မိသားရသိအေးမောကြည့်နေစဉ်မှာပဲအဲဒီရောင်ကြီးတော်6တွေတို့ရဲ့ပန်းရှင်ဖြစ်တော်မူသောဒီပင်ကရမြတ်စွာဘုရားကယဟန္တာအပေါင်းချမ်းရံပြီးဒုက္ခိလန်အတိုင်းကြွချီတော်မူလာတာကိုကြီးညိုစွာဖူးတွေ့လိုက်ရပါတော့တယ်။အိုးမြတ်စွာဘုရားဤယူပကာယတော်ကအဘယ်သူသောစကလုံးဖြင့်ခြေမုံနိုင်ဟန်နီရွှေစင်ကဲ့သို့ဝင်းဝါသောအသားရည်တော်အုံနှလုံးမွေ့ရှင်တော်မှလွတ်တော်မူသောရောင်ကြီးတော်တန်ဆင်ကြည်နေတော်မူသောမျက်နာတော်ဂုဏတရားတို့နှင့်ပြည့်စုံနေသောမျက်ဝန်းတော်အဲ့ဒါတွေနဲ့အတုလအတုမရှိအောင်စက်တဲ့အပေါင်းနဲ့ပြည့်စုံလာပါတကားဘုရားရှင်ကိုဖူးတွေ့လိုက်ရတဲ့သူ့မိသားရသေးလဲအဲ့ဒီလိုမျိုးရေရွတ်မိလိုက်တဲ့အထိလွန်တရားကြီးညိုစွာနဲ့ပဲမြတ်စွာဘုရားကိုဖူးမြော်နေခဲ့ပါတယ်ကိလေသာအဆုံးကင်းစင်တော်မူသောဘုရားရှင်၏ခြေတော်အဆုံးကတန်ရှင်းစင်ကြယ်နေခဲ့ပြီးအိမ်ကြီးကြီးမစွာနဲ့ကြော်လန်းလိုက်သည့်အခါတိုင်းမြေပြင်နဲ့မတိတတိဖြစ်နေခဲ့ပြီးကြာဝင့်လေးအပေါ်မှာနင်းကြွလာခဲ့တယ်လို့ပါပဲ
အဲ့ဒီလိုကြီးညိုပွဲမြင်ကွင်းကိုဖူးမြင်လိုက်ရတဲ့အခါမှာသူ့မိသားရတဲ့ရဲ့ရင်ထဲမြတ်စွာဘုရားပေါ်ကြီးညိုစိတ်တွေကသမုဒ္ဒရာရေလန်းတွေလိုမျိုးတလိမ့်လိမ့်တက်လာခဲ့ပါတော့တယ်ဒါပေမဲ့သူပြင်ဆင်နေတဲ့နေရာမှာရွှွန့်ပွက်အနေငယ်ကရေမဖို့ရသေးပဲနဲ့အနေငယ်ကြံနေခဲ့ပါသေးတယ်ဒါကြောင့်မို့သူ့မိသားရတဲ့လဲအိုးမဖြစ်ချေဘူးမြတ်စွာဘုရားနှင့်ယဟန်သာအရှင်မြတ်တို့၏ခြေဖွားတော်တို့များဤရွှွန့်မြုံကိုနေမိရင်မြတ်ပတ်ပေကုန်လိုက်မည်ထို့သို့ကြံစီပြီးတော့တစ်စက္ကန့်မျှပဲမတွေ့ဝေတော့ပဲမြတ်စွာဘုရားနှင့်ယဟန်သာအပေါင်းတို့သည်ကျွန်ုပ်၏ကြောကုန်းကိုနင်းရိပ်ကြော့တော်မူကြပါကုန်ဤရွှွန့်မြုံကိုမနှင်းကြပါကုန်လင်းဆိုပြီးတော့ရွှွန့်ပွက်ပေါ်မှာသူ့ရဲ့ခန္ဓာကိုယ်ကိုဝိုင်းရမှောက်လိုက်ပြီးတရားတပ်ဖွဲ့ခင်းပေးလိုက်ပါတော့တယ်အဲ့ဒီအချိန်မှာပဲလူအုပ်ထဲကနေပြီးသူမိတာလို့အမည်ရှိတဲ့အမျိုးသမီးငယ်တဦးကမြတ်စွာဘုရားကိုပူဇော်ဖို့အတွက်ကြာပန်းရှစ်ခံကိုကင်ဆောင်ပြီးတော့ရောက်ရှိလာခဲ့ပါတယ်အဲ့ဒီအမျိုးသမီးငယ်ကသူမိတာရတဲ့ရဲ့အံ့ဩဖွယ်ဆွန့်လွတ်မှုကိုမြင်တွေ့လိုက်ရတဲ့အခါမှာတော့သူမိတာရတဲ့အပေါ်မှာအလွန်တရာကြီးညိုတော့ပြီးအရှင်ရတဲ့အရှင်ဤကြီးမြတ်သောအဋ္ဌံပြည့်စုံပါစေတည်းကျမလည်းအရှင်ဤပါမီဖြစ်ပတ်ဖြစ်ရပါလို့ဤဆိုပြီးတော့ကြာပန်းငါးကင်ကိုသူမိတာရတဲ့ထံပေးလိုက်ပါတယ်ကျန်သုံးကင်ကိုတော့သူမကိုယ်တိုင်ပဲဘုရားရှင်ကိုလှူဒန်းပူဇော်ခဲ့ပါတယ်သူမိတာရတဲ့လဲဝမ်းရမောရဲ့အနေထားနဲ့ပဲကြာပန်းငါးကင်ကိုလှမ်းယူပြီးတော့မြတ်စွာဘုရားကြားလာရာကိုကျဲမြောက်လိုက်ပါတယ်အဲ့ဒီခါမှာတော့ကြာပန်းတွေကအောက်ကိုမကြဘဲနဲ့ဘုရားရှင်ရဲ့ဥကောင်းတော်အထက်မှာပန်းမွန့်တွေနဲ့မုံမှန်ထားသလိုမျိုးမနက်ရကြီးတစ်ဖွဲပြန်ဝဲတည်ရှိနေခဲ့ပါတယ်ဒီပင်တရားမြတ်စွာဘုရားကရွှွန့်ပွက်တရားခင်းထားတဲ့သူမိသားရတဲ့ရဲ့အနီးသို့ရောက်တဲ့ခါမှာတော့ရက်တန့်တော်မူလိုက်ပါတယ်ပဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်ငြိမ်သက်သွားပြီးလူမျိုးနဲ့တကွနတ်မြမောင်အပေါင်းတို့ကလည်းငြိမ်သက်စွာစောင့်ကြည့်နေကြတာပေါ့မြတ်စွာဘုရားကအနာဂတန်တဉာဏ်တော်နဲ့ဤရတဲ့ရဲ့စိတ်အစဉ်ကိုကြည့်ရှုတော်မူပြီးဤရတဲ့သည်ယခုပင်ယဟန်နာဖြစ်နိုင်စမ်းသောဥပနိတယအပြည့်ရှိတော်လဲပဲထိုစုကိုမယူဘဲနဲ့တတဝါအများကိုကဲတင်လိုသောမဟာကရုဏာတော်ဖြင့်ဘုရားစုကိုပန်းစင်နေမှသိမြင်တော်မူခဲ့တယ်လို့သူ၏ပါမီရှင်ဝါကလည်းဘုရားဖြစ်ရန်အတွက်လုံလောက်နေပြီဖေချောင်းကိုလည်းထင်ထင်ရှားရှားမြင်တော်မူခဲ့ပါတယ်အဲဒီနောက်ဒီပင်တရားမြတ်စွာဘုရား၏ကြည်လင်သောမိန့်တော်မူတန်ကဣဒ္ဓအလယ်၌ပဲ့တင်ထပ်သွားခဲ့ပါတော့တယ်မြတ်စွာဘုရားကဟိုယတိမြတ်တည်ဤအဋ္ဌံသည်ကြီးကျယ်လှပြီစွာတည်ဤဆွမ်းလို့အနစ်နာခံမှုသည်လည်းအံ့ဩဖွယ်ရှိပြီစွာจิตယတိတင်သည်ဤမှလုံရိပ်လေးတင်ခြင်းနှင့်ကဘာတသိန်းကြားတဲ့အခါမှာဘတ်တော်ကဘာ၌ဂေါရမဆိုသောအမည်ဖြင့်ဘုရားရှင်စစ်ဧကံမုတ်ချဖြစ်ပေလိမ့်မည်ဒုက္ခ၌တည်ဤခမည်းတော်သည်ဒုဒ္ဒသနာမင်းကြီးဖြစ်ပြီးမေတော်ကမာယာဒေဝီဖြစ်ပေလိမ့်မည်တင်ပွင့်တော်မူရာမြို့တော်ကကပိလဝတ်ပီဖြစ်ပေလိမ့်မည်တင်ဤအကတဝကယဟန်နဘကကောလိတနှင့်ဥပါဒိတာတို့ဖြစ်ကြပြီးတင်ဤအလုံးချင်းမှာတော့အာနန္ဒာဖြစ်ပေလိမ့်မည်ဟုလေးနက်သောနိယရဗျာဒိတ်ကိုမိန်ကြားတော်မူလိုက်ပါတယ်အဲ့ဒီလိုမျိုးမမယွန်းတဲ့နိယရဗျာဒိတ်စကားကိုကြားရတဲ့အခါမှာတော့သူမိသားရတဲ့ရဲ့စိတ်နှလုံးထဲအတိုင်းမသိတဲ့ဝမ်းမြောက်မှုတွေနဲ့ပြည့်စုံသွားခဲ့တာပေါ့ကောင်းကင်ကနတ်မြမာတွေကလည်းတာရုခေါ်ဆောင်တွေနဲ့ကောင်းချီးပေးကြတယ်လို့ပန်းမိုးများဖြင့်လည်းရွာသွန်းဖြိုးကြပါတော့တယ်ထိုနေ့ထိုချိန်မှစပြီးသူမိသားရတဲ့ကဘုရားအလောင်းတော်အဖြစ်သို့တေဝင်ရောက်ရှိခဲ့ပြီးတော့မရေမတွက်နိုင်သောဘဝပေါင်းများစွာပါမီ10ပါးကိုဖြည့်ကျင့်ပြီးတော့နောက်ဆုံးမှာကျွန်ုပ်တို့အားလုံးရဲ့ကိုးကွယ်ရာဖြစ်သောဂေါတမမြတ်စွာဘုရားရှင်ဖြစ်လာတော်မူခဲ့ပါတော့တယ်။တဲ့မိတ်ဆွေတို့ရေဒီစက်တော်ကမြတ်စွာဘုရားရှင်ကိုရမကြီးဖြစ်လာဖို့ပထမဦးဆုံးသောခြေလှမ်းဆိုရင်လည်းမမှားပါဘူး။ပြီးတော့ဒီဇလန်ကိုခလေးကအစတေးပြီးသားဖြစ်ချင်မှာပါ။ဒါပေမဲ့အဲ့ဒီဇက်တော်မှာမရှင်းတဲ့သဘောမကျတဲ့အဖြစ်အပျက်တွေကရှိနေခဲ့ပါတယ်။မယုံကြည်လို့မဟုတ်ပေမဲ့နဲ့ချွတ်ချွတ်မေးတတ်တဲ့သူနဲ့တွေ့ဆုံတဲ့အခါမှာကိုယ့်ဘက်ကပြန်လည်းမဖြေချနိုင်ဘူးဆိုရင်ကိုယ့်ရဲ့ဘာသာတရားကတပါးသူအထင်သေးကောင်းသေးသွားနိုင်ပါတယ်။ဒါကြောင့်မို့
လိုအချက်တွေလဲဘာတွေကိုသိထားတဲ့လဲဆိုတဲ့အကြောင်းကိုကျွန်တော်မေးပြရစေဗျာပထမဆုံးသိချင်တာကသူမိတာအပေါ်ကနေပြီးတော့ဘုရားရှင်ကနင်းကြွတော့ခဲ့တာလားမနင်းဘူးလားဆိုတာပါပဲတကယ်လို့မနင်းခဲ့ဘူးဆိုခဲ့ရင်သူမိတာရဲ့အလှကအထမမြောက်ခဲ့ဘူးလားအဲ့ဒီအကြောင်းကျွန်တော်မေးချင်တာပါဒါဆိုရင်ကျွန်တော်ဒီနံပါတ်1မေးခွန်းအဲ့ဒီမေးခွန်းရဲ့အဖြေကိုဖြေရမယ်ဆိုရင်ကျွန်တော်စာရေးတော်တော်များများလိုက်ဖတ်ခဲ့ဘူးတယ်တိတ်ပြဘဝင်မကြောက်ဘူးပေါ့နော်နောက်ဆုံးမှာတော့ဟိုတစားဒီတစားနဲ့အဲ့လိုမျိုးစာအုပ်တွေရှောက်ဖတ်ရင်းနဲ့တိကျရတခုကတော့ရှိပါတယ်မြတ်စွာဘုရားကသူမိတော်ရတိဘောကနေပြီးတော့နင်းသွားခဲ့လားဆိုတော့မနင်းပါဘူးဗျဒါပေမဲ့သူ့ရဲ့ပါရမီအထမမြောက်ခဲ့ဘူးလားဆိုပြီးတော့မေးစရာရှိလာတယ်မြတ်စွာဘုရားသူ့အလှကိုမတောင်းလိုက်ဘူးလေအဲ့ဒါဆိုရင်သူ့ရဲ့အလှကပါရမီအထမမြောက်ဘူးလားဆိုပြီးတော့မေးတာပေါ့နော်ကျွန်တော်ဒါပေမဲ့မဟုတ်ပါဘူးပါရမီကလုံးဝကိုအထမြောက်ခဲ့ပါတယ်တကယ်ကိုပဲမျှော်မှန်းထားတာထက်တောင်ပိုပြီးတော့အောင်မြင်ခဲ့ပါသေးတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်အသေးစိတ်ရှင်းပြပါမယ်မြတ်စွာဘုရားနဲ့တန်ဃာတော်တွေကဘာကြောင့်မနှင်းကြတာလဲဆိုတဲ့ဖြေပေါ့နော်ဒီပင်ကမြတ်စွာဘုရားကသူ့မိသားရတဲ့ရဲ့အနာကိုရောက်တဲ့အခါမှာရက်တန့်တော်မူလိုက်ပါတယ်ပြီးတော့သူ့ရဲ့အနာဂတန်ကဉာဏ်တော်နဲ့ကြည့်ရှုတော်မူလိုက်တဲ့အခါမှာဘုရားလောင်းမှန်တည်သွားပြီးတော့ရှင်ဘဘမှာတရားခင်းပေးနေတဲ့ဒီရတဲ့ကတမန်ပုဂ္ဂိုလ်မဟုတ်ဘဲနဲ့လေးတင်ချင်းနဲ့ကဘာတသိန်းကြာရင်ဘုရားရှင်စေအေကံဖြစ်မဲ့ဘုရားလောင်းတော်ဆိုတာကိုဒီပင်ကမြတ်စွာဘုရားကထင်ထင်ရှားရှားသိမြင်တော်မူခဲ့ပါတယ်ဘုရားတဆူကနောင်တွေ့မဲ့ဘုရားလောင်းတစ်ပါးကိုအလွန်ကိုပဲလေးစားနှနိုးတော်မူပါတယ်ဘုရားဖြစ်ဖို့အတွက်အသက်ပေါင်းများစွာဆွလွတ်နစ်နာခံပြီးပါရမီဖြည့်ကျင့်ရမယ့်ပုဂ္ဂိုလ်တယောက်ရဲ့ကြီးမြတ်တဲ့အဋိဌာန်ကိုသိမြင်ထားတဲ့အတွက်သူ့ရဲ့ကြောကုန်းကိုနင်းလျှောက်ဖို့ဆိုတာဘလို့မှပြုလုပ်မှာမဟုတ်ပါဘူးဒါကဘုရားလောင်းတစ်ပါးကိုအမိနဲ့ဆုံးသောဂါရပြုခြင်းတစ်ခုပါပဲမြတ်စွာဘုရားကရက်တန့်တော်မူလိုက်ပြီးတော့ဘုရားလောင်းကိုချီးကျူးမြှောက်စားတော်မူတဲ့အတွက်မြတ်စွာဘုရားရဲ့အနောက်ကနေပါလာတဲ့ယဟန်နာအရှင်မြတ်တွေကလည်းဘုရားရှင်ရဲ့အပြုမှုအတိုင်းပဲလိုက်နာကြပါတယ်ဘုရားရှင်ကိုယ်တိုင်ဂါရပြုနေတဲ့ပုဂ္ဂိုလ်ကိုသူတို့ကကြော်နှင်းတော့စရာအကြောင်းကလုံးဝကိုမရှိပါဘူးဒါကြောင့်သူတို့အားလုံးကသူ့မိသားရတဲ့ရဲ့ဘေးကနေရှောင်ကွင်းပြီးတော့ပဲကြွချီတော်မူခဲ့ကြပါတယ်နောက်တစ်ခုကပါရမီအလှကအထမြောက်ခဲ့ပါသလားဆိုတဲ့မေးခွန်းတကယ်ကိုပဲလုံးဝအထမြောက်ခဲ့ပါတယ်ဗုဒ္ဓဘာသာရဲ့အဆုံးအမမှာအရေးကြီးဆုံးကစေတနာပါပဲမြတ်စွာဘုရားကိုယ်တိုင်စေတနာဘိက္ခဝေကမံဝရာမိဆိုပြီးတော့ဟောကြားခဲ့တာပါအဲ့ဒီအဓိပ္ပာယ်ကယဟန်တို့ငါဘုရားသည်စေတနာကိုသာလျှင်ကံဟုဟောတော်မူ၏ဆိုပြီးတော့မိန့်ကြားတော်မူခဲ့တာပါအဲ့ဒီအဆုံးအမကိုကြည့်ရင်သူမိသားရတဲ့ကမြတ်စွာဘုရားနဲ့တန်ဃာတော်တွေငါကြောကုန်းပေါ်ကနင်းပြီးတော့သွားကြပါစေသူတို့ခြေထောက်တွေမပေမကြံပါစေတဲ့ဆိုတဲ့စိတ်နဲ့သူ့ရဲ့အသက်ခန္ဓာကိုယ်ကိုဘာမှမငဲ့ကွက်ပဲနဲ့လုံးဝကိုစင်ကြယ်တဲ့စေတနာနဲ့လှူဒန်းလိုက်တာပါသူ့ဘက်ကပေးလူမှုကတရားရာဂိုင်လုံးပြည့်စုံပြီးမြောက်သွားခဲ့ပါတယ်အလှူခံကလက်ခံခြင်းတက်စေတနာကသာပိုရေးကြည့်တာပါအလှူတစ်ခုရဲ့အကျိုးပေးကလူရန်သူရဲ့စေတနာတန့်စင်မှုအပေါ်မှာပဲအဓိကမူတည်တာပါအလှူခံပုဂ္ဂိုလ်ကအဲ့ဒီအလှူကိုလက်တွေ့အသုံးမပြုလိုက်ရရင်တောင်မှလူရန်တဲ့သူရဲ့ကုသိုလ်ကံကလျော့မသွားပါဘူးသူမိသားရတဲ့ရဲ့စေတနာကအမတန်အစွမ်းထက်မြတ်တာကြောင့်မလို့သူ့ရဲ့ကုသိုလ်ကံကအပြည့်အဝကိုအထမြောက်ခဲ့ပါတယ်သူ့ရဲ့အလှူကတာမန်အကျိုးပေးုံမျှတော့မဟုတ်ဘဲနဲ့နိယာရဗျာဒိတ်တော်ဆိုတဲ့ဘုရားရှင်စစ်အကံမုတ်ချဖြစ်လိမ့်မည်ဆိုတဲ့မမောမရွံ့တဲ့ဗျာဒိတ်စကားကိုရရှိခဲ့တဲ့အထီးကိုအစွမ်းထက်ခဲ့ပါတယ်ဒါကြောင့်မို့သူ့ရဲ့ပါရမီအလှူကအဆင့်အမြင့်ဆုံးမှာအောင်မြင်ခဲ့တယ်ဆိုတာကအကောင်းဆုံးတတ်သိပါပဲဒါကြောင့်မို့နံပါတ်1မေးခွန်းသူမိသားရတဲ့ရဲ့ကြောဘုတ်ကိုနင်းသွားခဲ့လားပါရမီအထမြောက်အောင်မြင်ခဲ့လားဆိုတဲ့မေးခွန်းကိုဖြေရမယ်ဆိုရင်သူမိသားရတဲ့ရဲ့ကြောဘုတ်ကိုဘယ်သူမှနင်းမသွားခဲ့ပါဘူးဒါပေမဲ့သူ့ရဲ့အသက်ကိုပင်ဆွန့်လွတ်လှူဒန်းဝန်းနဲ့အစေတနာအထုထိတ်ကြောင့်သူ့ရဲ့ပါရမီအလှူကအပြည့်အဝအထမြောက်အောင်မြင်ခဲ့ပြီးတော့အဲ့ဒီကုသိုလ်ကံရဲ့အစမ်းကြောင့်ပဲဂေါရမဆိုတဲ့အမည်နဲ့ဘ
ဖျားစင်စစ်အေကန်ဖြစ်ခဲ့တယ်ဆိုတာကိုဖြေချလိုပါတယ်ခင်ဗျာမေကွန်းနံပါတ်1ပြီးသွားတဲ့အခါမှာမေကွန်းနံပါတ်2ဆိုတာကျွန်တော်မေးပြစေအောင်သူ့မိတာတထေးသားလေးလက်ထက်မှာဒီပင်ကြီးမြတ်စွာဘုရားကပွင့်နေပါလျက်နဲ့ဘုရားနဲ့တန်ဃာတော်တွေကိုမလှူဘဲနဲ့ဘာကြောင့်လူတွေကိုပဲလှူခဲ့တာလဲပြီးတော့တန်ငွေကရတယ်ဆိုရင်တော့မှဘုရားရှင်စီကိုမတော်ဘဲနဲ့ဘာကြောင့်တောထဲကိုတွားကျင်ရတာလဲသိတယ်မလားကျွန်တော်တို့ဒီနေ့ခေတ်မှာဗျာကျွန်တော်တို့စိတ်တွေအစင်မပြေဘူးလောကီမှာလုံးဝအစင်မပြေတော့ဘူးနောက်ပြီးဆိုအစင်ပြေနေရင်တော့မှဒီကျွတ်တန်းဝင်ပြီးတော့တန်ဝေကတွေရပြီးတော့ဘုန်းကြီးဝစ်ချင်တယ်ဆိုရင်တော့မှကျွန်တော်တို့ဘုန်းကြီးကျောင်းနေစီကိုသွားအဲ့ဒီမှာဟောရရဟန်းကန်တိမ်ထက်ဘာညာလှုပ်ပြီးတော့မှကျွန်တော်တို့ကဘုန်းကြီးဖြစ်ကြတာလေအဲ့ဒီလိုမျိုးကိုဒီသူ့မိတာကတန်ဝေကရတယ်ဆိုရင်တော့မှဘုရားရှင်စီကိုမတော်ဘဲနဲ့ဘာကြောင့်သူကတယောက်တည်းတောတွေကိုတွားပြီးတော့ကျင့်ရတာလဲဆိုတဲ့မေကွန်းကကျွန်တော်ကိုဇဝေဇဝါနှစ်ကာလနည်းနည်းကြာတဲ့အထီတောင်ဖြစ်စေခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီမေကွန်းကိုပဲစောစောကလူကကျွန်တော်စာရီပေဖတ်ရင်းနဲ့စာအုပ်ဘောစုံရှောက်ဖတ်ရင်းနဲ့တိခဲ့တာတစ်ခုကရှိပါတယ်အဲ့ဒီတိခဲ့တဲ့အတိကမာနေလားမှန်နေလားဆိုတာကိုမိတ်ဆွေတို့ကပဲဆုံးဖြတ်ပေးပါအောင်နော်အဲ့ဒီအဖြေကိုတိတိကျကျပြောရရင်တော့ဟုတ်တယ်ဗျသူ့မိတာတထေးသားလေးဘဝမှာစီးစိမ်ခံစားနေတဲ့အချိန်မှာပဲဒီပင်ကြီးရဲ့မြတ်စွာဘုရားဆိုတာကဘုရားအဖြစ်ကိုရောက်ရှိပြီးတော့လောကမှာတရားရည်အေးတွေကိုတိုက်ကျွေးတော်မူနေပါပြီဒါပေမဲ့သူ့မိတာကဘာကြောင့်မသိရတာလဲဆိုတဲ့အကြောင်းကိုကျွန်တော်တေးသေးချာချာရှင်းပြပါမယ်သူ့မိတာရတဲ့ဇလန်းမစခင်ကလေးကဒီပင်ကြီးရဲ့မြတ်စွာဘုရားလောင်းကသူ့ရဲ့ပါရမီတွေကိုဖြည့်ကျင့်ပြီးတော့ဘောဓိပင်ချေရင်းမှာဖျားအဖြစ်ကိုရောက်ရှိတော်မူခဲ့ပြီးပါပြီဖျားဖြစ်ပြီးတဲ့နောက်မှာမြို့ရွာဒေသအတိအသီးကိုကြွချီပြီးတော့တရားဓမ္မတွေကိုဟောကြားတော်မူနေတဲ့ကာလတစ်ခုလည်းဖြစ်ပါတယ်အဲ့ဒီအချိန်မှာပဲသူ့မိတာကအမယာဝတီမြို့မှာတတိယတရားအဖြစ်စီးစိမ်ဥစ္စာတွေနဲ့ကြီးပင်းနေခဲ့ရပါတယ်သူကလောကီပညာရက်တွေမှာထူးချွန်ပြီးတော့ဘဝကိုပျော်ရွှင်စွာဖြတ်သန်းနေခဲ့ပေမဲ့သူ့ရဲ့ကဘာနဲ့ဒီပင်ကြီးမြတ်စွာဘုရားရဲ့တရားဟောကြားရာကဘာကထိတွေ့မှုရှိသေးပါဘူးအရေးကြီးတဲ့အချက်ကတော့သူ့မိတာကဘုရားတဆူရဲ့တရားတော်ကိုနာကြားရလို့တောထွက်ခဲ့တာမဟုတ်ပါဘူးသူကသူ့ရဲ့ယရနာတိုက်ထဲမှာငါရဲ့ဘိုးဘွားတွေဒီဥစ္စာတွေကိုထားခဲ့ပြီးတော့တည်သွားကြတယ်ငါလည်းတစ်နှစ်တည်ရမှာပဲဆိုတဲ့ကိုယ်ပိုင်ဉာဏ်ပစ္စကဘောရိဉာဏ်လို့ခေါ်တယ်ပေါ့နော်အဲ့ဒီကိုယ်ပိုင်ဉာဏ်နဲ့သူကတန်တရားရဲ့အနှစ်မဲ့ပုံကိုထိုးထင်းသိမြင်ပြီးတော့တောထွက်ဖို့ဆုံးဖြတ်ခဲ့တာပါသူစည်းစိမ်အားလုံးကိုဆွန့်လွတ်ပြီးတော့ဟိမောနာတောထဲမှာရတဲ့ဘဝနဲ့ဇံအပိညာရအောင်အချိန်အတိုင်းအတာတစ်ခုအထိကိုကျင့်ကြံအားထုတ်ခဲ့ရပါတယ်အဲ့ဒီကာလအတွင်းမှာလဲသူကလောကနဲ့အဆက်အသွယ်ပြတ်နေခဲ့ပါတယ်အဲ့ဒီနောက်မှာရတဲ့ဘဝနဲ့တကိုးရပြီးတော့ကောင်းကင်ခီးနဲ့ကြွလာရင်းနဲ့ယမဝတီမြို့ကိုရောက်တဲ့အခါကျမှဗုဒ္ဓဆိုတဲ့အတန်ကိုပထမဦးဆုံးအကြိမ်ကြားရပြီးတော့ဒီပင်ကြီးမြတ်စွာဘုရားဆိုတာလောကမှာပွင့်နေပြီးမှန်းကိုသိရှိခွင့်ရခဲ့တာဖြစ်ပါတယ်။ဘာကြောင့်မသိခဲ့ရတာလဲဆိုတော့အဲ့ဒီခေတ်တုန်းကဒီနေ့ခေတ်လိုမျိုးသတင်းမီဒီယာတွေဆိုတာလည်းမရှိပါဘူး။မျိုးတစ်မျိုးနဲ့တစ်မျိုးဒေသတစ်ခုနဲ့တစ်ခုကအမတန်ကိုဝေးကွာလွန်းလာပါတယ်။ဘုရားတဆူပွင့်တော်မူနေတယ်ဆိုတဲ့သတင်းကတကဘာလုံးကိုချက်ချင်းလိုမပြန့်နှံ့နိုင်ပါဘူး။ဘုရားရှင်ကိုယ်တိုင်ကြွချီရာဒေသကလူတွေသာသိခွင့်ရကြတာကများပါတယ်။တထေသာဘဝတုန်းကသူ့မိတော်ရဲ့စိတ်ဝင်စားမှုနယ်ပယ်ကစီးစိမ်တွေစီးပွားရေးတွေလောကီပညာရက်တွေပဲဖြစ်ပါတယ်။တရားဓမ္မနဲ့လောကုတ္တရာအကြောင်းကိုစိတ်ဝင်စားမှုမရှိသေးတဲ့အတွက်အဲ့ဒီလိုသတင်းမျိုးဆိုတာသူ့စီကိုရောက်လာဖို့ဆိုတာအကြောင်းမရှိခဲ့ပါဘူး။သူကိုယ်တိုင်တန်ဝေကရပြီးတော့စီးစိမ်တွေကိုဆွန့်လွတ်ရတဲ့ဘဝနဲ့ဇံအပိညာတကိုးတွေရရှိပြီးတော့စိတ်တဲ့အစဉ်သင့်ဖြစ်နေတဲ့အချိန်ကြမှာဘုရားရှင်နဲ့တွေ့ဆုံပြီးဗျာဒိတ်တော်ခံရမယ်ဆိုတာကသူ့ရဲ့ပါရမီတန်တရားကစီမံထားခဲ့တယ်လို့ပါပဲ။ဒါကြောင့်မို့အဲ့ဒီနံပါတ်2မေးခွန်းကိုဖြေဆိုရမယ်ဆိုရင်ဒီပင်ကြီးမြတ်စွာဘုရားက
သူမိတာတထေသာဘဝမှာရောယတိဘဝမှာပါဖရာအဖြစ်ရှိတော်မူနေပြီးသားဖြစ်ပါတယ်ဒါပေမဲ့သူမိတာကသူ့ရဲ့ကိုယ်ပိုင်ဉာဏ်နဲ့တန်ဝေကရပြီးတော့ပါရမီဆိုရင့်ကျက်လာတဲ့အချိန်ကြမှာသာဖရာရှင်နဲ့တွေ့ဆုံခွင့်ရရှိခဲ့တာဖြစ်ပါတယ်အဲ့ဒီအရင်ဘဝတွေမှာတော့အရင်အချိန်တွေမှာတော့ကသူမိတာကဖရာရှိနေမှန်းဖရာပွင့်နေမှန်းကိုလုံးဝမသိခဲ့ပါဘူးခင်ဗျာမိကုန်းနံပါတ်2နဲ့ပတ်သက်ပြီးတော့နောက်ဆက်တွဲမိကုန်းတစ်ခုကပေါ်လာပြန်ရောဗျမိကုန်းနံပါတ်3ပေါ့သူမိတာတထေသာဘဝမှာမသိခဲ့ဘူးထားတော့တော်တွေကိုတရားကျင့်ကြံသွားပြီးတော့အားထုတ်နေတယ်မသိခဲ့ဘူးထားပါတော့ဒါပေမဲ့မိကုန်းနံပါတ်3သူတကူစွမ်းရင်နေရသွားတဲ့အချိန်မှာရောဘာဖြစ်လို့မသိတာလဲအဲ့ဒီမိကုန်းပေါ့နော်သူကဟုတ်တယ်လေအဲ့ဒါဒီလောကီအပိညာဇံအပိညာတွေကိုအများကြီးရသွားပြီဓမ္မဘတ်၈ပါးပါညာအကုန်လုံးရသွားပြီဒါတွေကတပါးသူရဲ့စိတ်တော်မှာသူသိနိုင်နေပြီဒါပေမဲ့အဲ့ဒီကိုတကုရှင်ဖြစ်ပါလေနဲ့လောကမှာဒီဖျားစုပွင့်နေတယ်ဆိုတာကိုသူကဘာဖြစ်လို့မသိတာလဲဆိုတဲ့အကြောင်းပေါ့နော်အဲ့ဒီမျိုးကုန်းကလည်းကျွန်တော်ကိုဇဝေဇဝါဖြစ်နေစေခဲ့တာပါပဲဒါပေမဲ့ဗုဒ္ဓရဲ့ဓမ္မဆိုတာကတကယ်ပွင့်ခဲ့တဲ့ဗုဒ္ဓမို့လို့နည်းနည်းလေးတောင်မှလက်ဟာမှုမရှိခဲ့ပါဘူးဗုဒ္ဓရဲ့တရားတော်တွေကအကျိုးမဲ့အကြောင်းမဲ့တွေတခုမှမရှိဘဲနဲ့ခိုင်လုံတဲ့တတ်တဲ့အထောက်အထားတွေနဲ့ရှိနေပါလားဆိုတဲ့အတွေ့အကြုံတစ်ခုကကျွန်တော်ကိုဗုဒ္ဓဘာသာဝင်ပြပြတတ်ကိုဖြစ်စေခဲ့တာပါအခုမိကုန်းနံပါတ်3နဲ့ပတ်သက်ပြီးတော့ဗောနော်သူကတကူစွန့်ရင်ရထားပါလျက်နဲ့လောကမှာဖျားတဆူပွင့်နေတာကိုဘာကြောင့်မသိရတာလဲဆိုတဲ့မိကုန်းကိုကျွန်တော်ဖြေပေးပါမယ်သူကရမော်ဒီမြို့သူမြို့သားတွေဗုဒ္ဓကြွလာတော့မှမို့လို့လမ်းပြင်နေကြတာဆိုပြီးတော့ပြောပြမှတာပထမဦးဆုံးအချိန်ဖြစ်သိရှိခွင့်ရရှိခဲ့တာဖြစ်ပါတယ်။ဘာကြောင့်တကူအပိညာတွေရနေတဲ့ယတိတစ်ပါးကဒီလောက်ထူးခြားတဲ့အဖြစ်အပျက်ကိုမသိရတာလဲဆိုတဲ့အကြောင်းရင်းကိုကျွန်တော်တော်တော်လေးကိုလေ့လာထားပါတယ်။သူ့မိသားယတိကလူလောကနဲ့အလွန်ဝေးကားတဲ့ဒီမဝနာတော်နဲ့ကြီးတဲ့မှာတကူတဲ့သတင်းသုံးနေထိုင်တဲ့သူပါ။သူ့ရဲ့အဓိကရည်ရွယ်ချက်ကကိလေသာတွေကနေပြီးတော့ကင်းဝေးပြီးတော့မိမိရဲ့စိတ်ကိုတည်ငြိမ်အောင်လို့ဇန်သမဘတရားတွေတိုးပေါ်အောင်လို့ဆိုပြီးတော့တရားအားထုတ်နေအောင်တတ်ပါပဲဒါကြောင့်လူလောကမှာဘာတွေဖြစ်နေလဲဆိုတာကိုအထူးတလဲစူးစမ်းလေးမရှိပါဘူးသူရထားတဲ့လောကီအပိညာတွေကအလိုလျှောက်ကိုအရာအလုံးကိုသိနေတဲ့တကူမျိုးမဟုတ်ပါဘူးတကူရှင်ဆိုတာကတခုခုကိုသိကျင်နေဆိုရင်အဲ့ဒီအရာပေါ်မှာစိတ်ကိုအာရုံစူးစိုက်ပြီးကြည့်မှသာမြင်နိုင်တွေ့နိုင်တာဖြစ်ပါတယ်ဥပမာအားဖြင့်ယမဝတီမြို့မှာဘာတွေဖြစ်နေလဲဆိုပြီးတော့သူသိကျင်တဲ့အခါမှာယမဝတီမြို့ကိုအာရုံစူးစိုက်ပြီးတော့ကြည့်လိုက်ရင်အဲ့ဒီယမဝတီမြို့မှာဘာတွေဖြစ်နေလဲဆိုတာကိုသူသိရမှာပါဒါပေမဲ့အဲ့ဒီလိုမသိကျင်တဲ့အတွက်အဲ့ဒီလိုမကြည့်ခဲ့ပါဘူးပြီးတော့လောကမှာဖျားတဆူပွင့်နေပြီလားဆိုတဲ့အတွေးမျိုးတွေကလည်းသူ့မိသားယတိထံမှာမရှိခဲ့ပါဘူးအဲ့ဒီလိုမရှိတဲ့အတွက်တကူးတကအာယုံပြုတ်ကြည့်ခြင်းလည်းမရှိခဲ့ပါဘူးပြီးတော့ဖျားတဆူပွင့်နေဆိုတာကကဘာပေါင်းများစွာကြာမှတခါတရံမှသာကြုံရတဲ့အလွန်ရှားပါတဲ့ဖြစ်ရမျိုးပါဒါကြောင့်သူ့မိသားယတိလိုမျိုးတရားအားထုတ်နေတဲ့လူတယောက်အတွက်တောင်မှဗုဒ္ဓဆိုတဲ့အတန်ကအလွန်ကြားရခဲ့တဲ့အတန်တစ်ခုဖြစ်ပါတယ်သူ့အနေနဲ့ဖျားပွင့်နေတော့ပြီလို့တွေးထင်စရာအကြောင်းတော်မှမရှိခဲ့ပါဘူးသူကဗုဒ္ဓဆိုတဲ့အတန်ကိုကြားလိုက်ရုံနဲ့တခါမှမဖြစ်ဘူးတဲ့အတိုင်းမသိဝမ်းမြောက်ကြည်နူးမှုတွေကတကူလုံးလွှမ်းခြုံသွားခဲ့ပါတယ်ဒါကသူ့မှာဖျားဖြစ်နိုင်တဲ့မျိုးစေ့ပါလာတယ်ဆိုတာကိုထင်ရှားစေခဲ့ပါတယ်ကြိုတင်တိပြီးတော့ပြင်ဆင်လာတာမျိုးမဟုတ်ဘဲနဲ့ရုတ်တရက်အခွင့်အရေးကြုံလာတဲ့အခါကျမှဘာကိုမှမငဲ့ကွက်ဖက်နဲ့သူ့ရဲ့ခန္ဓာကိုယ်ကိုပါတရားခင်းပြီးတော့အသက်ကိုဆွန့်လွတ်လိုက်တဲ့သူ့ရဲ့ဆုံးဖြတ်ချက်ကအယံကိုအံ့ဩဖို့ကောင်းခဲ့ပါတယ်ဒါကြောင့်သူ့မိသားယတိကတကုရှင်ဖြစ်ပေမဲ့လည်းလူလောကနဲ့အဆက်အသွယ်ပြတ်ပြီးတော့တရားဘာဝနာမှာပဲနစ်မြုပ်နေခဲ့တဲ့အတွက်ဒီပင်ကရမြတ်စွာဘုရားပွင့်တော်မူနေမှန်းကိုကြိုတင်မသိခဲ့ဘဲနဲ့ယမဝတီမြို့ကိုအမှတ်မထင်ရောက်ရှိမှသာသိရှိခွင့်ရခဲ့တာဖြစ်ပါတယ်ခင်ဗျာကဲအဲ့ဒါဆိုရင်မိကုန်းနံပါတ်3ပြီးသွားတဲ့ကံမှာမိကုန်းနံပါတ်4ပေါ့နော်
အဲ့ဒီလိုဆိုရင်သူ့မိသားစုကဖះရှင်ရှင်မှန်းလည်းမသိဘူးသူ့ရဲ့တဒန်းမှာဖះတရားတန်ခါဆိုတာလည်းမသိဘူးအဲ့ဒါကိုမှတောထွက်ပြီးတော့သူကကျင့်စဉ်နဲ့ကျင့်ပြီးတော့တကူပညာနဲ့ရရှိသွားခဲ့တယ်အဲ့ဒီလိုဖះတရားတန်ခါတွေမရှိဘဲနဲ့သူကဘလို့ကျင့်စဉ်ကိုဘလို့သိပြီးတော့ဘလို့မျိုးကျင့်လို့တောင်တရားရခဲ့တာလဲဆိုတဲ့မိကုန်းတစ်ခုပါပဲဒါကနည်းနည်းလေးကိုပေါင်ကျော်သွားတဲ့မိကုန်းလားဆိုပြီးတော့ကျွန်တော်ကိုပြန်မေးခဲ့ပါသေးတယ်ဒါပေမဲ့ကျွန်တော်သိကျင်တာပါပဲဘုရားရှင်ရဲ့တမန်နေဘုရားရှင်ရဲ့တရားတော်တွေနဲ့ပတ်သက်ရင်လောဘကြီးတယ်လို့ပဲပြောရမလားပဲပေါ့နော်တခြားလူမေးလာနိုင်တဲ့မေးခွန်းမျိုးတွေကျွန်တော်မဖြေနိုင်ရင်ဘယ်လိုလုပ်မလဲဆိုတဲ့အတွေးကကျွန်တော်ကိုနှိပ်စက်လေးရှိပါတယ်ဒါကြောင့်မို့ကျွန်တော်နှက်ချစ်သူကိုလေ့လာခဲ့ပါတယ်ဒါပေမဲ့ဘုန်းကြီးတော့မဝတ်ခဲ့ဘူးပေါ့နော်ခုကျွန်တော်အဲ့ဒီမေးခွန်းနံပါတ်၄ကိုကျွန်တော်ဖြေပေးပါမယ်ဟလာသူကဘုရားတရားတန်ခါဆိုတာကိုမတည်ဘဲနဲ့တောထွက်ပြီးတော့ဘလို့ကျင့်စဉ်ကိုဘလို့သိတာလဲဆိုတဲ့အကြောင်းပေါ့နော်အဲ့ဒါကဒီသူမိတာရတဲ့ဆိုတာအရှင်းဆုံးပြောရမှာဆိုရင်ကျွန်တော်တို့မြန်မာနိုင်ငံမဟုတ်ဘူးနော်ဒါအိန္ဒိယနယ်ပယ်မှာဖွင့်ခဲ့တဲ့ဘုရားပေါ့နော်အဲ့ဒီမေကုံကိုဖြေရရင်သူမိတာရတဲ့ကဘုရားတရားတန်ခါဆိုတာကိုမသိဘဲနဲ့ရှေးရခင်ကလေးကရတဲ့ယောဂီအဆက်ဆက်လက်ဆင့်ကမ်းလာခဲ့တဲ့လောကီဇံအဘိညာဉ်ရာကြောင်းကျင့်စဉ်ကိုသိရှိပြီးတော့ကျင့်ကြံခဲ့တာဖြစ်ပါတယ်ဆိုပြီးတော့ပဲကျွန်တော်ဖြေရမှာပါအဲ့ဒီအဖြေကိုမှကျွန်တော်အကျယ်ချဲ့ပြီးတော့ထပ်ရှင်းပြပါမယ်ဖျားတဆူမပွင့်မီဂျာကာလာဒီတုံညကဘာလို့ခေါ်တာပေါ့နော်အဲ့ဒီကဘာတွေမှာနိဗ္ဗာန်ရာကြောင်းအမှန်တရားတွေကကွယ်ပြောက်နေတတ်ပါတယ်ဒါပေမဲ့လောကီအကျိုးကျေးဇူးကိုပေးနိုင်တဲ့ကျင့်စဉ်တွေကတော့လုံးဝကိုကွယ်ပြောက်သွားလိမ့်မရှိပါဘူးအိန္ဒိယဒေသမှာရှေးဘုဒ္ဓနီကလေးကလောကကိုဆွန့်ခွာပြီးတော့တောထွက်ခဲ့တဲ့ယသိတွေယောဂီတွေရဲ့အစဉ်လာကအလွန်ကိုအစဉ်လာကြီးမားလာပါတယ်။ဒါဗုဒ္ဓမရှိစဉ်ကာလတည်းကယသိတွေယောဂီတွေဆိုတာရှိခဲ့ပါတယ်။ဥပမာပေးရရင်ပြင်စဝေ9ဦးဆိုတာဗုဒ္ဓအရင်တောထွက်ပြီးတော့တရားကျင့်နေတဲ့ပုဂ္ဂိုလ်တွေပါ။သူတို့ကဆရာတွေစီကနေပြီးတော့စိတ်ကိုဘလို့တည်ငြိမ်အောင်ထားရမလဲ။ဘာကိုအာယုံပြုရင်ဇံဝင်စားနိုင်မလဲ။တကူဘလို့ရောက်အောင်ကျင့်ရမလဲဆိုတဲ့နည်းစနစ်တွေကိုလက်ဆင့်ကမ်းပြီးတော့သင်ယူကြတာပါသူမိတာကပညာဉာဏ်ကြီးမားတဲ့သူဖြစ်တာကြောင့်အဲ့ဒီလိုကျင့်စဉ်တွေလောကမှာရှိနေတယ်ဆိုတာကိုသိရှိပြီးတော့အဲ့ဒီနည်းလမ်းအတိုင်းကိုလိုက်နာကျင့်ကြံခဲ့တာဖြစ်ပါတယ်ဒါကဘုရားဟောတရားမဟုတ်ဘဲနဲ့လောကီပညာရဲ့တစ်ခုပါပဲသူ့ရဲ့ပညာပါရမီကြောင့်ဒီလိုကျင့်စဉ်တွေကိုအလွယ်တကူနားလည်ပြီးတော့လင်းမြန်စွာကျင့်ကြံအောင်မြင်နိုင်စွာရှိခဲ့တဲ့သူပါလောကီစီစဉ်ရဲ့အနှစ်မဲ့ပုံကိုကိုယ်တိုင်ထိုးထွင်းသိမြင်နိုင်တာကလည်းသူ့ရဲ့ပါရမီအရှိန်အဝါကြောင့်ပါပဲကျွန်တော်တို့လိုတမန်လူသားတွေအတွက်ကတော့ရှေးဘဝမှာထိုင်ပြီးတော့တန်ဝေကရနေဖို့ဆိုတာကလုံးဝကိုမဖြစ်နိုင်ခဲ့ပါဘူးဒါကအဓိကအချက်ပါပဲသူမိတာယသိကိုယ်တိုင်ရရှိခဲ့တဲ့ဇံအပညာတွေကလောကီအဆင့်မှာပဲရှိပါသေးတယ်အဲ့ဒီလောကီဇံဆိုတာကကိလေသာတရားတွေကိုယာယီဖိနှိပ်ထားနိုင်ပေမဲ့အမြင့်ကနေပြီးတော့မနှုတ်နိုင်ခဲ့ပါဘူးဇံကနေထားလိုက်တယ်ဆိုရင်ပဲအဲ့ဒီကိလေသာတွေကပြန်ဖြစ်နိုင်ပါသေးတယ်တန်လျာဝိတ်ကနေပြီးတော့မလွတ်မြောက်နိုင်သေးဘူးဟောဗျာအဲ့ဒီကျင့်စဉ်တွေကိုဖျားမပွင့်ခင်မှာတည်းကတခြားယသိတွေယောဂီတွေကအောင်မြင်နိုင်စွမ်းရှိကြပါတယ်ဒါကြောင့်သူမိတာယသိကဖျားဟောတရားကြောင့်မဟုတ်ဘဲနဲ့ရှေးယသိအစဉ်ဆက်ကလက်ဆင့်ကမ်းလာခဲ့တဲ့လောကီဇံအဘိညာဉ်ရာကြောင့်တမထကျင့်စဉ်ကိုသူ့ရဲ့ပညာပါရမီအရှိန်အဝါနဲ့ကျင့်ကြံခဲ့ပြီးတော့မှတကိုးတွေရရှိခဲ့တာဖြစ်ပါတယ်ဒါကဖျားဟောလို့မဟုတ်ပါဘူးဖျားတရားတန်ခါဆိုတဲ့ယရဏမဘောခင်ကဲကသူ့ဆရာတွေအစဉ်စဉ်လက်ဆင့်ကမ်းတဲ့ပညာရက်တွေကိုကျင့်ကြံရင်းနဲ့လောကီဇံတွေကိုရရှိခဲ့တာပါဒါပေမဲ့အဲ့ဒီလောကီဇံတွေကတန်တရားကလွတ်မြောက်ကြောင်းအမှန်တရားမဟုတ်ဘူးဆိုတာကိုသူကိုယ်တိုင်လည်းသိနေခဲ့ပါတယ်ဒါကြောင့်ဗုဒ္ဓဆိုတဲ့အတန်ကိုကြားလိုက်ရတဲ့အချိန်ကျမှသူရှာနေတဲ့အဆုံးစွန်ဆုံးလွတ်မြောက်ရာလမ်းကိုညွှန်ပြနိုင်မဲ့ပုဂ္ဂိုလ်ပါလားဆိုတဲ့အသိနဲ့အတိုင်းမသိဝမ်းမြောက်ခြင်းနူးမှုတွေဖြစ်ခဲ့တာဖြစ်ပါတယ်ခင်ဗျာကဲသူမိတာဇလန်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့အမေးအဖြေလေးတွေကတော့ဒီလောက်ပါပဲဗျာတကယ်လို့ကျွန်တော်ရဲ့အဖြေတွေမှာယုံမတန်တရားရှိရင်တော့၎င်း
ဒါမှမဟုတ်မိတ်ဆွေတို့အနေနဲ့ထင်မြင်ယူဆချက်တစ်ခုခုရှိရင်ပဲဖြစ်ဖြစ်ကျွန်တော်ရဲ့ YouTube channel ရဲ့ comment လေးတွေမှာဆွေးနွေးအကြံပြုပေးကြပါဦးခင်ဗျာကျွန်တော်တို့ရဲ့ဗုဒ္ဓဘာသာအယူဆတွေထုံးကပြန်ပွားလာအောင်လို့လဲဒီ channel လေးကိုတည်ထောင်ထားတာပါဒါကြောင့်မို့လို့မိတ်ဆွေတို့ရဲ့အတွေးခေါ်လေးတွေဓမ္မကိုချင်းမြတ်တို့ရဲ့အတွေးခေါ်လေးတွေအပြုသဘောဆောင်တဲ့အတွေးခေါ်လေးတွေကိုကျွန်တော်ကဖိတ်ခေါ်ပါတယ်ဗျဒါကြောင့်မို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပြီးတော့အားပေးမျှဝေပေးကြပါဦးဓမ္မမိတ်ဆွေသူတော်ကောင်းအားလုံးအတွေ့အမြင်များခိုင်မာရင့်တန်ပြီးတော့သူတော်ကောင်းတရားနဲ့အမြဲတမ်းတစ်စေကြုံတွေ့ရပါစေဗျာ